ကိုယ်ကိုယုတ်သိလေးစားမှုအလေးထားမှုမရှိဘူးဖက်မလုပ်ကြတော့ဘယ်ဟာပဲဖြစ်ဖြစ်လူယုတ်သိရှင်ယုတ်သိခံရတဲ့အခါမှလည်းအထင်မကြီးနဲ့လူတကာကအဖက်မလုပ်ဘူးဆိုလို့ပဲစိတ်ဝမ်းမနဲ့နဲ့ဒါတွေဟာအဓိကမဟုတ်ဘူးကိုယ်မှာအဓိကကတော့ကိုချင်းသီလပြည့်စုံမှုကအဓိကကုသိုလ်ကောင်းမှုရနေဖို့အဓိကစိတ်ကောင်းနှလုံးကောင်းထားလို့အသိပညာတွေတတ်ဖို့ရအဓိကပညာနဲ့သက်မွေးဖို့စဉ်းကျင်သုံးသပ်နေဖို့အဓိကအဲ့ဒီကြလို့ရှိရင်လူမသိသူမသိကိုယ်မလေးစားဘူးဆိုဘာမှမလုပ်နဲ့ဥပုသ်ဆောင်လိုက်မယ်နော်တရားနာနေမယ်ပညာသင်နေမယ်ကိုယ့်အကိုတတ်အောင်ကုသိုလ်ရအောင်နေလိုက်မယ်အဲ့ဒါအဓိကလူမသိတော့လေကိုကောင်းတာပေါ့ဟာစကားပြောပဲမရှိတော့ပို့ပြီးတော့ကုသိုလ်ရတာတရားအထုတ်ဖို့အချိန်လေး